သာသနာဓိဋ္ဌံဗုဒ္ဓဖျားကိုပါကြောက်ွယ်တို့တွေစစ်ခိုးတယ်အကျိုးစီညွှန်ကြားကြုံမဲ့ထားစံထားထိုင်လို့စစ်ခိုးတယ်ဓမ္မောတရားကိုပါကြောက်ွယ်တို့တွေစစ်ခိုးတယ်တောကကင်းဝေးနေထိုင်ရေးပူလောင်ဝေးလို့စစ်ခိုးတယ်တန်ဃောတန်ဃာပါကြောက်ွယ်တို့တွေစစ်ခိုးတယ်နည်းနည်းလှူကြမြများရ၍ချမ်းသာရအောင်ကျင့်၍ဆောင်အပူလောင်ဝေးလို့စစ်ခိုးတယ်တို့နိုင်ငံတို့လူမျိုးကိုနှစ်ကာကွယ်မည်ငါတို့ရဲ့သမိုင်းကြောင်းကိုငါတို့သွေးနဲ့ရေးကြမည်သွေးသစ္စာလည်းပြုရမည်အမျိုးဘာသာသာသနာသစ္စာရှိပါမည်ဘာသာတူရာစေဆိုင်ရာဈေးဝယ်ယူပါမည်ဘာသာတူရာချင်းချင်းသာဖူးစာ၍ပါမည်တို့ညီမမောင်မယ်များအားလုံးကိုပြောမည်ဘာသာရေးမို့မျှော်တွေးလို့သာတတိရှိပါသည်ဗုဒ္ဓရှင်တော်ဖျားဟောကြားပါထားသည်သာသနာ9000တည်နေအောင်ထိမ့်သိမ်းနိုင်ရမည်မောင်မယ်များတို့သည်သာသနာပန်းများကိုထာဝစဉ်အမြဲလန်းအောင်ထိမ့်သိမ်းရမည်တို့ဘာသာမျိုးစေရအောင်ကူညီကာဝယ်ဆောက်မည်သာသနာရောင်အမြဲလန်းရမည်